ရှင်းဟောင်းပစ္စည်းတွေစုဆောင်းရတာဝါသာပါတဲ့သူလားဒါဆိုရင်ဒီဇလန်ကတင့်အတွက်ပါပဲတချို့ပစ္စည်းတွေကအိမ်ထဲကိုဘတော်မှယူမလာသင့်ပါဘူးအထူးသဖြင့်အရင်ပိုင်ရှင်ဘလို့ဆုံးသွားလဲဆိုတာမသိရတဲ့ပစ္စည်းမျိုးတွေပေါ့အခုပြပြမယ့်အဖြစ်အပျက်ကလွန်ခဲ့တဲ့3နှစ်လောက်ကကျွန်တော်ဘဝမှာအကြီးကျယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်ပါပဲအခုချိန်ထိပြန်တွေးလိုက်တိုင်းကြောချမ်းသွားစေမယ့်အဖြစ်အပျက်တစ်ခုပါအဲ့ဒီတော့ကကျွန်တော်ရဲ့တငယ်ချင်း2ယောက်ရဲ့နေကနေရန်ကုန်ကိုအလုပ်လာလုပ်ရင်မျိုးစုံရက်ကွက်တစ်ခုကနှစ်ထပ်ရင်တောင်အိမ်ဟောင်းကြီးတစ်လုံးကိုငှားဖြစ်ခဲ့ကြတယ်အိမ်ကစောက်ထားတာကြပေမဲ့တစ်တွေကတော့ကောင်းနေတော့မှာပဲဈေးကလည်းအံ့ဩစရာကောင်းလာအောင်တတ်တာနေတော့ဝမ်းသာအားရငှားလိုက်တာပေါ့စေတနာကအပေါ်တက်အခန်းတစ်ခန်းမှာစတာပဲအဲ့ဒီအခန်းထဲမှာကျွန်တော်တို့မရောက်ခင်ကတည်းကရှိနေတဲ့ရှေးဟောင်းကျွန်းမှန်တင်ကုန်ကြီးတစ်လုံးရှိနေပါတယ်မှန်ကနည်းနည်းမှုံဝါးနေပြီးဂျေးတွေတောင်တက်နေပြီအိမ်ရှင်ကိုမေးကြည့်တော့အဲ့ဒါအိမ်ရှင်အဟောင်းတွေထားခဲ့တာမလို့ရင်ဖယ်ထားလိုက်လို့ပြောတာနဲ့ကျွန်တော်တို့လည်းဘီးမဆိုင်ပဲထားလိုက်မိပါတယ်ပထမ2ရက်တော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့3ရက်မြောက်နေ့ညမှာစတာပါပဲည2နာရီလောက်ကြီးကျွန်တော်အိမ်သာတွားချင်လို့နိုးလာတယ်အောက်ထပ်ဆင်းမှုအဲ့ဒီမှန်တင်ကုန်ရှိရဲ့အခန်းရှိကဖြတ်အသွားရုတ်တရက်စပယ်နဲ့တင်းတင်းလေးကိုရလိုက်တယ်တာမန်ပန်းနဲ့မဟုတ်ဘူးဗျရှေ့ခက်ကမိန်းမကြီးတွေလိမ့်တဲ့တနခါးနှံလိုစပယ်နှံလိုရောနေတဲ့အနံ့မျိုးပါကျွန်တော်ခြေလမ်းတွေရက်သွားတယ်အဲ့ဒီအချိန်မှာပဲအခန်းထဲကနေအတန်တဲ့လေးကြားလိုက်ရတယ်မိမတယောက်တချင်းကြီးနေတဲ့အတန်ပြညမတန်စီအေးလေးဒါပေမဲ့နားထောင်ရတာအရန်ကိုဝမ်းနေစရာကောင်းနေပါတယ်ကျွန်တော်ကြက်သိန်းတွေဖြန်းကနေထသွားပြီးအောက်ကိုခတ်တုတ်ဆင်းပြေးခဲ့ပါတယ်နောက်တနေ့ညဒီတစ်ခါတော့ကျွန်တော်အဲ့ဒီမှန်တင်ကုန်ရှိတဲ့အခန်းထဲမှာအိပ်ရမယ်အလှည့်ပေါ့တကယ်ချင်းတွေကိုပြောပြတော့လဲလောင်ကြတာနဲ့ကျွန်တော်လည်းမကြောက်ရှောင်ဆောင်ပြီးအိပ်လိုက်ပါတယ်ညတဲ့ကောင်ကြီးမှာကျွန်တော်ရုတ်တရက်လန့်နိုးလာတယ်တကူလုံးလှုပ်လို့မရဘူးမောင်ပိန်းနေတဲ့အခန်းထဲမှာပရင်းမောက်ကနေလားရောင်ခက်ရေးရေးလေးပဲဝင်နေတယ်ကျွန်တော်မျက်လုံးကအလိုလိုအဲ့ဒီမှန်တင်ကုန်စီကိုရောက်သွားပါတယ်မှန်တင်ကုန်ရှိမှလူတယောက်ထိုင်နေတယ်သပင်အရှည်ကြီးနဲ့မိန်းမတယောက်ကျွန်တော်ကြောပေးထားပြီးသူ့စပင်တွေကိုခေါင်းပြီးနဲ့ဖြည်းဖြည်းချင်းဖီးနေတာဗျကျွန်တော်အော်ဖို့ကြိုးစားပေမဲ့အတန်ကထွက်မလာဘူးအဲ့ဒီအချိန်မှာပဲသူကစပင်ဖီးနေတာကိုရက်လိုက်တယ်ပြီးတော့ခေါင်းကြီးကိုဖြည်းဖြည်းချင်းနောက်ကိုလှည့်လာတယ်လားရောင်အောက်မှာကျွန်တော်တေးသေးချာချာမြင်လိုက်ရတယ်သူ့မျက်နှာမှာမျက်လုံးမရှိဘူးမျက်လုံးနေရာမှာအပေါက်မဲမဲကြီး2ပေါက်ပဲရှိပြီကျွန်တော်ကိုလှမ်းကြည့်ပြီးပြုံးပြနေတာဗျာကျွန်တော်ဘလို့သတိလစ်သွားလဲအောင်မမှတ်မိတော့ပါဘူးမနက်မိုးလင်းတော့တငယ်ချင်းတွေလာနှိုးမှပဲနိုးတော့တယ်အဲ့ဒီနေ့မနက်ပဲပစ္စည်းတွေသိမ်းပြီးအဲ့ဒီကနေကျွန်တော်တို့ပြေးကြတော့တာပါပဲနောက်မှရက်ွက်ထဲကလူကြီးတယောက်ကိုမင်းကြီးတော့မှသိရတာအဲ့ဒီအိမ်မှာလွန်ခဲ့တဲ့နှစ်40လောက်ကနာမည်ကြီးဇမင်းသမီးတယောက်နေသွားတာတဲ့သူမသေးခင်ညကအဲ့ဒီမှန်တင်ကုန်ရှိမှာစပယ်ပန်းတွေပန်းတနက်ခါးတွေလိမ့်ပြီးမှအဆုံးစီရင်သွားခဲ့တာတဲ့ဗျအခုချိန်ထိညဘက်ကြီးစပယ်ပန်းနဲ့ရလိုက်တိုင်းကျွန်တော်တော့လန့်နေတော့မှာပဲဒါနဲ့အခုဒီဇလန်ကိုနားထောင်နေတဲ့တင်ရောတင်နောက်မှာဘသူရက်နေလဲဆိုတာသိချသိရလားဒီလိုဇလန်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်